လုံးမင်္ဂလာပါသမီးနာမည်ကတော့ဆန်းရက်ဒီဝေဖြစ်ပါတယ်သမီးကဒီနေ့စီမှာကျေးလိမ်မှာသင်ကြားနေတာဖြစ်ပါတယ်သမီးဒီနေ့ပြောပြတော့မှာတော့မင်္ဂလာကဗျာရဲ့ကဗျာကိုဆိုပြပြီးတော့မိဘကိုရှင်းပြတော့မှာဖြစ်ပါတယ်လူမိုက်ဆိုလျင်ရှောင်တယ်လေမမီဝဲနဲ့ကင်းအောင်နေလူမိုက်တွေကိုမပေါင်းသိရဘူးပညာရှိကိုအရှိတယ်လို့မိဝဲစိကနေရစေပညာရှိကိုလက်တွဲပြီးစိကနေရမယ်သုံးပါးရနာမိရများနဲ့ဆရာသမားကိုပူဇော်လေဖရာတရားတန်ကမိဘဆရာသမားတို့ကိုလည်းပူဇော်ရပါမည်ဆန္ဒကိုဘေးဆိုင်ရေးမျိုးတွေတုံးတပေးအဲ့ဒါမှဗုဒ္ဓဝါဒကမင်္ဂလာတွေလူမိုက်တွေကိုမပေါင်းသိရဘူးပညာရှိတွေကိုပဲပေါင်းသိရမယ်ဖရာတရားတန်ကမိဘဆရာတို့ကိုလည်းပူဇော်ရမယ်ပူဇော်လို့ရှိရင်ကိုဘွားအတွက်ချမ်းသာပြီးတော့ဒါတွေကဗုဒ္ဓမြတ်စွာဘုရားဟောကြားရပါရှင်ဖြစ်ပါသည်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်